ချစ်ခင်လေးစားရသောဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပါနေ့သစ်မှာဂိယူနာတော်အသစ်နဲ့အတူဘုရားသခင်ရဲ့ဖွင့်ပြခြင်းအသစ်ကိုခံယူဖို့ပြင်ဆင်ပေးတဲ့ဘုရားရှင်နာမသား၍ပုံကြည်ပါစေဒီမိနစ်မှာကျွန်တော်ဟေရှာယအနာဂတ်ကျမ်းအခန်းကြီး49ကိုဖတ်ပါတယ်ဘာကောင်းစဉ်တက်ချင်လဲဆိုရင်အဖို့အခလို့တက်ချင်ပါတယ်အဖို့အခလို့ပြောတဲ့နေရာမှာကျွန်တော်တို့ရရှိမဲ့အခကိုပြောတာဖြစ်ပါတယ်ဒီမှာဟေရှာယအခန်းကြီး49အငယ်4မှာငါကလည်းအကျိုးမရှိပဲငါလှုပ်ဆောင်ရပြီအချင်းနီးသက်သက်ငါခွန်အားကုန်ရပြီသို့တော်လည်းငါအမှုသည်ထာဝရဘုရားရှေ့တော်၌ရှိ၏ငါခံရသောအခလည်းငါ၏ဘုရားသခင်လက်တော်၌ရှိသည်ဟုဆို၏ဒီကျမ်းစာကိုကျွန်တော်ကြည့်တဲ့အခါမှာဟေရှာယကဘာပြောလဲဆိုတော့ဘုရားသခင်ကတဲ့သူ့ကိုအမိဝမ်းနေကြတဲ့ကမိနာမနဲ့သိပြီးတော့မှငါကိုခေါ်တယ်တဲ့ငါနှုတ်ကိုထက်သောဓာကဲ့သို့ဖြစ်စေပြီးလက်တော်အရေးအောက်မှာဖုံးအုပ်တယ်လို့ပြောပါတယ်ပြီးတော့ငါကိုလည်းအူးတစ်တော်စီးသွားဖြစ်စေ၍မိမိမြားတောင်ထဲမှာဝှက်ထားတယ်လို့ပြောပါတယ်ပြီးတော့တင်ဒီငါ၏ကျွန်ဖြစ်တယ်လို့လည်းပြောပါတယ်သင်အားဖြင့်ငါဘုံထင်ရှားလိမ့်မယ်လို့လည်းငါအားမိန့်တော်မူတယ်လို့ဆိုထားတာတွေ့ရပါတယ်ဒါကတော့ဘုရားသခင်ရဲ့ရွေးကောက်ခြင်းဘုရားသခင်ခေါ်ထားခြင်းဘုရားသခင်ခွဲခန့်သတ်မှတ်ခြင်းဆိုတဲ့အဓိပ္ပာယ်ကိုစောင့်ပါတယ်ဒါပေမဲ့သူကဘာဆက်ပြောလဲဆိုတော့ငါကားတဲ့အကျိုးမရှိပဲလုပ်ရပြီတဲ့အချီးနီးသက်သက်ခွန်အားတွေကုန်ပြီလို့အဲ့လိုဘုရားသခင်ရှေ့မှာသူကပြောပါတယ်ဒါပေမဲ့သူကဘာဆက်ပြောလဲဆိုရင်ငါခံရသောအခါကဘုရားလက်တော်မှာပဲရှိပါတယ်လို့ပြန်ဖြေတာတွေ့ရပါတယ်ဒါလေးကကျွန်တော်အရန်ခွန်အားဖြစ်မိပါတယ်ဘာဖြစ်လို့လဲဆိုတော့တခါလေကျွန်တော်တို့ကအမှုတော်ကိုထမ်းရွက်တဲ့အခါမှာဘာမှအာမခံချက်မရှိသလိုမျိုးမိမိရဲ့နေစဉ်ဘဝအသက်ရှင်မှုအတွက်စာဝတ်နေရေးအတွက်လိုအပ်ချက်တွေအတွက်ဘသူကပေးမှလဲဆိုတဲ့မေးခွန်းတွေရှိပါတယ်အမှုတော်ဆောင်တွေလစာခံရတယ်ဆိုပေမဲ့လည်းအသင်းတော်ကပေးတဲ့လစာကတကယ်တမ်းကျတော့မုံဘိုးပဲဖို့လောက်ပဲရှိပါတယ်ဒါပေမဲ့ဒီအမှုတော်ဆောင်တွေဘယ်လိုရက်တီလဲဆိုတာကိုစိတ်ဝင်တစားနဲ့မေးမြန်းစုံစမ်းတဲ့သူကတော့နေပါတယ်ကျွန်တော်မိတ်ဆွေတယောက်ဆိုရင်အသင်းတော်ကသူ့ကိုလစာ3သိန်းခွဲပဲပေးတယ်လို့ပြောပါတယ်ဒီနေ့ခေတ်မှာ3သိန်းခွဲဆိုတာဘာမှလုတ်ကင်စားတော့လို့မရပါဘူးမိသားစုနဲ့ဆိုရင်ပိုတော့မှအဆင်မပြေဖြစ်ပါတယ်တချို့အသင်းတော်တွေမှာဆိုရင်အမှုတော်ဆောင်တွေကို4-5သိန်းထက်ပိုပြီးမပေးပါဘူးအမှုတော်ဆောင်တွေကိုလစာပေးထားတယ်ဆိုပြီးတော့မှလည်းပြောချင်ရပြောခိုင်းချင်ရခိုင်းချင်ကြသေးတာပဲဖြစ်ပါတယ်အသင်းတော်မှာအမှုတော်ဆောင်တွေကိုလစာပေးတယ်ဆိုတဲ့နေရာမှာတာမန်အခြေခံဝန်ထမ်းအဆင့်လောက်ပဲပေးတာမျိုးတွေရှိပါတယ်ဒါပေမဲ့အမှုတော်ဆောင်တွေရဲ့တာဝန်က24နာရီလုပ်ကြရတယ်ဆိုတာတွေ့ရတယ်ပေးရမရှိခေါ်တဲ့အချိန်သွားခေါ်တဲ့နေရာကိုလိုက်ရတာပဲဖြစ်ပါတယ်တိုးတော်လည်းရတဲ့လစာနဲ့အသင်းတော်ကထောက်ပံ့ငွေကတော့နေပါလောပါတယ်နိုင်ငံခြားမှာဆိုရင်တော့အမှုတော်ဆောင်တယောက်သိန်းအုပ်တယောက်ခန့်ပြီဆိုရင်နေဖို့အိမ်မှစပြီးတော့မှပေးရမယ့်အခွန်အခကလေးတွေပညာသင်စရိတ်အားလုံးကိုထောက်ပံ့ကြရတာပဲဖြစ်ပါတယ်မြန်မာပြည်မှာတော့အမှုတော်ဆောင်ဆိုတာကိုကျိုးစွန့်ဝန်ထမ်းအလူငွေဆိုတာကလည်းရချင်ရမရချင်မရအခြေအနေအသင်းတော်ကပေးတဲ့လစာမျိုးဆိုတာကလည်းစတိလောက်ပဲပေးတဲ့ပုံစံမျိုးဖြစ်တာကိုတွေ့ရပါတယ်အမှုတော်ဆောင်ပြီးလို့အငိမ့်စားယူပြီးဆိုရင်နေစရာအိမ်မရှိပိုင်ဆိုင်မှုပြစရာမရှိဘဲနဲ့အငိမ့်စားယူသွားရတာတွေလည်းရှိပါတယ်တချို့မှုတော်ဆောင်တွေအတွက်ကတော့အဆင်ပြေပါတယ်အိမ်နဲ့ခြံနဲ့ဝန်းနဲ့ကားနဲ့သားစဉ်မြေးဆက်ဖူလုံးစွာနေထိုင်ရဖို့ရန်အတွက်လုံလောက်တဲ့စီးစိမ်တွေရှိကြပါတယ်သို့တော်လည်းပဲဒါတွေဟာအများစုအတွက်မဟုတ်ပါဘူးချစ်တော်မိဘညီကိုမောင်နှမတို့ဒီကျမ်းစာမှာကြည့်တဲ့အခါမှာငါအလုပ်လုပ်တာအကျိုးမရှိတော့ဘူးလားငါအတွက်ဘာအကျိုးမှမရှိဘူးငါခွန်အားတွေကုန်ရတယ်ဒါတွေကလည်းအချီးနှီးပဲဆိုပြီးတော့မှဒီလိုပြောပေမဲ့နောက်ဆုံးကတော့အဖြေကငါဤအခကဖျားလက်တော်မှာပဲရှိတယ်လို့ပြောပါတယ်နောက်ဆုံးတော့အမှုတော်ဆောင်နေဆိုတာကသူရတဲ့ရထိုက်တဲ့အခကိုဖျားကပဲပေးမှာဖြစ်တယ်ဖျားလက်တော်မှာပဲရှိပါတယ်လူတွေကပေးလို့မရမပေးနိုင်ပေးရင်လည်းမလောက်မငှဒီလိုမျိုးတွေ့ရပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့ကျွန်တော်တို့ရဲ့အသက်တာမှာဘ
ဖျားသခင်စီကအခါကိုယူမလားလူတွေပေးတဲ့အခါကိုယူမလားလူတွေကပေးရင်တော့ကျွန်တော်တို့လုံလောက်မှာမဟုတ်ပေမဲ့ဖျားသခင်ကတော့ကျွန်တော်တို့ပင်ပန်းခဲ့သမျှကျွန်တော်တို့ကုန်ခန်းသွားသမျှလှုပ်ဆောင်သမျှအမှုရာတဲ့အကျိုးကိုအပြည့်အဝပြန်ပေးမှာဖြစ်ပါတယ်အကျိုးမရဘဲနဲ့တော့မနေဘူးဆိုတာကိုသိဖို့လိုပါတယ်ဖျားလက်တော်ကနေအကျိုးခံစားရပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဖျားကိုရောကိုယေရှုတင်တယ်ဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ရဲ့အသက်တာကိုတိဆောက်ပေးလို့ယေရှုတင်တယ်ကျွန်တော်ရရမယ့်အခကိုရောလက်တော်မှာပဲရှိပါတယ်အကျိုးမဲ့ဘယ်တော့မှအချီးနှီးခွန်အားကုန်တာမျိုးမဟုတ်ဘူးဆိုတာကိုသိရပါတယ်နာမတော်ဘုန်းကြီးပါစေဒီနေ့တနေ့တာလုံးလက်တော်မှာအပ်ပါတယ်ကိုရောကောင်းကြီးပေး၍ကိုရောဘုန်းထင်ရှားတဲ့အသက်တာဖြစ်စေပါမည်အကြောင်းနှုတ်ကပတ်တော်အားဖြင့်အရောက်တိုင်းအသက်တာကိုတိဆောက်လျက်ကောင်းကြီးဖြစ်စေသောတနေ့တာဖြစ်ရပါမည်အကြောင်းဆုတောင်းလက်ဝဲအနန္တခါသခင်ယေရှုနာမ၌ဆုတောင်းပါ၏အာမင်